နဲ့ထိလိုက်တာနဲ့ဘာယောဂမဆိုပျောက်ပါရေးဆိုရဲနဲ့ဆေးစရာလေးကဲပရိသတ်တို့၏နှစ်ဖက်တဲ့ဖူးစာမဟုတ်ပေမဲ့နက်တွေရဲ့အလိုကြတိုင်းလူပြည်ကိုရောက်လာခဲ့တဲ့ဒီကလေးလေးဟာသူ့ရဲ့လက်နဲ့ထိလိုက်တာနဲ့အရာအလုံးကိုကုသနိုင်စွမ်းရှိနေပါရီဒီကလေးကတော့အသက်၄-၅နှစ်ရွယ်ပဲရှိသေးတဲ့ပုံဖြစ်နေပေမဲ့သူ့ရဲ့စားတာကတော့နည်းနည်းလေးမှရှော့တက်လို့မရနိုင်ခဲ့ပါဘူးဒီကလေးဟာမြန်မာနိုင်ငံတန်တွဲမှာနေထိုင်တဲ့ကလေးတယောက်ဖြစ်နေပေမဲ့သူ့ရဲ့ကိုယ်တည်းဟာနက်ဆေးဆရာတစ်ပါးလိုဖြစ်နေကြတာကြောင့်ဘလောက်ဝေးလံနဲ့ခီးဖြစ်နေပါစေတကယ်ကုသမှုခံယူခြင်းတဲ့သူတွေဟာဒီကလေးလေးစီကိုတွားရောက်ကုသမှုခံယူကြပါရီဒီကလေးလေးဟာမွေးရပါပါရမီကြောင့်သူ့ရဲ့လက်နဲ့ထိသမျှလူတိုင်းဟာယောဂအနာဗျာကင်းရှင်းကြသလိုဟက်ချလောင်းဆိုတဲ့ပုံစံမျိုးနဲ့ယောဂတွေကိုကုသပေးနိုင်ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်လူကြီးတွေကစသီလရှင်ဖုန်ကြီးတွေဆိုဒီကလေးစီကိုကုသမှုခံယူလာကြသလိုနက်တွေရဲ့ပြားရိပ်ရမွေးဖွားလာတဲ့နက်ဆေးဆရာအဖြစ်လေသတ်မှတ်ထားကြပါသေးတယ်။ဆိုတော့ပရိသတ်ကြီးတို့လေမြန်မာနိုင်ငံအတွက်ဒီလိုနက်ဆေးဆရာတစ်ပါးပေါ်လာတာဟာတကယ့်ကိုမှဂုဏ်ယူစရာကောင်းနေပါပြီရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။